နှစ်ပေါင်း2100ကြာပြီမဲ့အသားပျော့နေစေမှန်မီ Lady Di ဒါကတော့တရုတ်နိုင်ငံက Lady Di သို့မဟုတ်ရှင်ကျွေးလို့ခေါ်တဲ့မမ်မီအမျိုးသမီးကြီးအကြောင်းပဲဖြစ်ပါတယ်။သူမဟာအီဂျစ်မမ်မီတွေထက်တောင်ပိုပြီးထူးဆန်းနေတာကတော့အီဂျစ်မမ်မီတွေဟာ6ကပ်မာကျောနေပေမဲ့ Lady Di ကတော့အသားတွေကပျော့ပြောင်းနေစေအဆင့်အမြင့်တွေကလှုပ်ရှားလို့ရစေပဲဖြစ်နေတာပါပဲ။ရှာဖွေတွေ့ရှိမှု1981ခုနှစ်တရုတ်နိုင်ငံချင်းရှားမြို့မှာလေကြောင်းရန်ကာကွယ်ရေးကျင်းတစ်ခုတူးရင်းနဲ့ဟန်မင်းဆက်ခိတ်ကမြေအောက်တင်ချိုင်းကြီးတစ်ခုကိုရှာတွေ့ခဲ့တာပါ။အထဲမှာတော့ Lady Di ရဲ့ရုပ်အလောင်းကိုအလွှာလေးတက်ရှိတဲ့ခေါင်းတလားကြီးတွေကတွေ့ရှိခဲ့ပါတယ်။အံ့ဩစရာကောင်းတဲ့အခြေအနေသူမဟာလွန်ခဲ့တဲ့နှစ်ပေါင်း2100ကျော် BC 1603ခန့်ကကွယ်လွန်ခဲ့တာဖြစ်ပေမဲ့ကိုင်ကြည့်လိုက်ရင်အသားကအခုမှသေထားသလိုပျော့ပြောင်းနေပြီးလက်နဲ့ဖိလိုက်ရင်လည်းပြန်ကြွတက်လာပါတယ်။သွေးကြောတွေထဲမှာ blood type A ရှိတဲ့သွေးတွေကယခုအထိရှိနေသေးပါ။မျက်တောင်မွေးနှာခေါင်းမွေးတွေအပြည့်ရှိနေသလိုလက်ပွေရာတွေတောင်ထင်ထင်ရှားရှားရှိနေပါတယ်။ဘာကြောင့်ဒီလောက်အထိကြာရှည်ခံနေရတာလဲ။သိပ္ပံပညာရှင်တွေကဒါကိုအဖြေရှာကြည့်လိုက်တဲ့အခါမှာအချက်3ချက်ကိုတွေ့ရပါတယ်။လေလုံးစနစ်သူမရဲ့အလောင်းကိုပိုးသားဆောင်20ထက်နဲ့ရစ်ပတ်ထားပြီးခေါင်းတလားကိုလည်းမီးသွေးတွေရှင်ဆေးတွေနဲ့ထူထူကြီးပိတ်ဆို့ထားတာကြောင့်အောက်ဆီဂျင်နဲ့ဘက်တီးရီးယားတွေလုံးဝမဝင်နိုင်ခဲ့ပါဘူး။ထူးဆန်းတဲ့အရေးခေါင်းတလားထဲမှာသူမရဲ့အလောင်းကိုစိန်ထားတဲ့အဝါရောင်တန်းနေတဲ့လှုပ်ဝက်အရေးတစ်မျိုးကိုတွေ့ရပါတယ်။အဲ့ဒီအရေးထဲမှာမက်ဂနီဆီယမ်ဓာတ်တွေအများကြီးပါဝင်နေပြီးဒါဟာအလောင်းကိုမပုတ်အောင်ထိန်းထားပေးတာပါ။အပူချိန်မြေအောက်ပေ40ကျော်မှာမြုပ်ထားတာကြောင့်အပူချိန်ကအမြဲတမ်းတည်ငြိမ်အေးမြနေခဲ့ပါတယ်။သူမဘလို့သေဆုံးခဲ့တာလဲဆေးစစ်ချက်အရLady Diကသမိုင်းမှာပထမဦးဆုံးအလောင်းကိုခွဲစိတ်စစ်ဆေးမှုလုပ်ခံရတဲ့မမ်မီကြီးဖြစ်ပါတယ်။သူမဟာအရန်ချမ်းသာတဲ့မျိုးစားကြော်ဖြစ်လို့အစားအသောက်အကောင်းစားတွေပဲစားခဲ့ပုံရပါတယ်။သူမမှာအဝလွန်ယောဂစီးကျိုသွေးတိုးနဲ့နှလုံးယောဂတွေရှိနေတာကိုတွေ့ရပါတယ်။သူမရဲ့အစာအိမ်ထဲမှာဖယဲသီးစေ့138စေ့ကိုတွေ့ရပါတယ်။ဒါကြောင့်သူမဟာဖယဲသီးစားပြီးချင်းမှာပဲနှလုံးရက်ပြီးကွယ်လွန်သွားခဲ့တာလို့ယူဆရပါတယ်။သူမဟာဟန်မင်းဆက်ဒိုင်းမျိုးစားကြီးရဲ့ဇနီးဖြစ်ပြီးအသက်50ဝန်းကျင်မှာပဲကွယ်လွန်ခဲ့သူဖြစ်ပါတယ်။သူမနဲ့အတူအဖိုးတန်ပိုးတယ်များအလှကုန်ပစ္စည်းများနဲ့အစားအသောက်ပုံစံငယ်ပေါင်း1000ကျော်ကိုမြုပ်နှံထားတာကိုတွေ့ရှိခဲ့ရပါတယ်။လက်ရှိအခြေအနေယခုအခါမှာတော့သူမကိုတရုတ်နိုင်ငံဟူနန်ပြည်နယ်ပြတိုင်မှာသိမ်းဆည်းပြသထားပါတယ်။သူမကိုခေါင်းတလားတွေကထုတ်လိုက်ပြီးတဲ့နောက်မှာတော့လေထုဒဏ်ကြောင့်အသားအရည်ဟာအရင်ကထက်ဆိုင်နည်းနည်းတော့ပျက်စီးသွားခဲ့ပါပြီ။ Lady Di မမ်မီဟာရှေးခေတ်တရုတ်လူမျိုးတွေရဲ့အလောင်းထိမ့်သိမ့်တဲ့နည်းပညာဟာအီဂျစ်တွေထက်တောင်ပိုပြီးစမ်းကြယ်နေနိုင်တယ်ဆိုတာပြသနေတဲ့သက်သေတစ်ခုပဲဖြစ်ပါတယ်။